Hello. Maybe you can't go area or the yeah, that's what I do. I know the last thing of doors in the other who now you never Jenny Barana Bentley Natanga Lise Shikuni Boza Bentley the town Goya Chelsea Chaku Dodre Lazan Lee the town Ligune Kula Secondary Tilroche Ega Mahabandita Mogo Searo Payaji Tiyatana Migrao Jonda Sakanda Singase Koni Suruga Chinya Warandora Tu Alope Dia Sakam Wedu Sakam Diana Jaya Go Mulaja Lundo Yogi Duro Zinya Alo Sei Chandajin Koi Jamajin Jizum Zwande Kudino Hobyo Jatane Adima Ujami Nyan Upa Chusa Atu Javalu Chiudwa Liza Zwande Taikaman No? Alo Adima Ubi Bauya Nyan Turaga Kudino Sadu Yojari Voisa Aman Tige Tiao Koa Nyan Surabao Koa Manu Tiga Esalan Dirana Joyada Voisa Pare Tadi Ati Ugi Nyan Uau Atu Jaya Medu Jadi Mogu Siara Jaya Maro Mugo Yako Udino Gromanuga Bapti Nido Romulo Media Si Abadi Nido Romulo Siaro Miaga Big on Lupa Nyan Uau Lupa Lu Maya Raha Matiga Diashi Nido Tiao Lupa Lu Maya Tanya the Queen Loma Udino Gromanuga Eri Mati Sado Joy Awaita Madila Madila Awaita Uzi Nigere Sandarama Achip Mangu Madila Hapima Madila Madila Awaita Uzi B Uzino Grondo Didan Ying Nigera Suro Mahoka Ude Young Yaboa Silly Yaboa Bonka Nama Awaita Pisia Bare Awaita Pisia Tinkara Sura Laya Tinkara Wazi Tinkara Mano Tinkara Kaya Gani Wazi Gani Mano Gani Maloke Java Jakubo Don't be there Diariya Dhamma Tia Atum Nide Singa Loye Tia Abdi Yoni Do Manadikara Maside Achima So all of you know that Kayagani Wazingani Madogani are still here no Nijara, Madiba no Nijara. Dali Chinti Vivo do it. Oja Pisi Abikara Suro, Reza Mupa Sawan Jitana Rodi Luya, Ah, lonely Vilo Tikala. Luloya. Hello, I will take a ticket Allah. Your worship. A taking Chili Dala, who owns you? A Pumadile, who let me done? Always are busy. Steven Yana Mashivu to me, but who's in it? Madile, always are. Always are busy. I think I look be your last. Think I busy. Originally, when you must have originally when you leave Chipido and to Pradaya and now you do P. When you leave
ပြီးသူနားတော့နားဝိညာဉ်ကနေဆက်ကြည့်ပြီးကျေးဇူးပြုလိုက်တယ်ဝိညာဏပစ္စယနာမရူပါဆိုတော့အခုတော်တော်တို့ထိုင်နေကြသွားနေကြလာနေကြစားနေကြတောက်နေကြတာဗာတရားကြီးထိုင်နေတာပါလေစားနေတာဒီဒီတက်တယ်တော့ထိုင်နေတာပါလေထိုင်ကျင်တာကထိုင်နေတယ်လို့သိတာကဒီလိုလုပ်ပါစားနေတာကစားနေတာကသွားနေတာအိတ်နေတာဟုတ်ပြီသွားကျင်တာထိုင်ကျင်တာသိနေတာဟောတော့ဝိညာဉ်ကနေဆက်ကျေးဇူးလိုက်တော့ဗာကျေးဇူးယူတယ်ဉာဏ်ယုံဝိညာဏပစ္စယနာမရူပပစ္စယကြတော့ထိုင်ရင်လည်းလာရင်လည်းသွားရင်လည်းစားရင်လည်းတောက်ရင်လည်းဆိုတော့တော်တော်ကောင်းလို့လုပ်ချင်တာတွေကုန်ပြည့်ပြည့်စုံစုံလုပ်နိုင်ဖို့ကြည့်ကြတာလေးကြည့်နိုင်ဖို့ကြားကြတာလေးကြားနိုင်ဖို့စားကြတာလေးစားနိုင်ဖို့တွာရ6ပုံလုပ်ရတယ်နာမရူပပစ္စယပါလေအာယရဆိုတာသအာယရဏအာယရဏ6ပါးပါလေယေတိနာဒီပါပဲ6ပေါ့ဉာဏ်ယုတ်ကနေကျေးဇူးပြုပြန်ကျေးဇူးပြုတော့ဒေါရ6ပေါ့ကောငြိမ်ငြိမ်နေသလားနေပါဘူးအာမတိယသအာယရဏပစ္စယဘာသာဆိုတော့သူကထိဖို့တွေးဖို့အလုပ်လုပ်ရတာယတိဘာနဲ့တွေ့မယ်ဒါဘာနဲ့တွေ့မယ်နှာခေါင်းကဘုရားကကိုယ်ကစိတ်ကဟုတ်ပြီအဲ့တော့သူတွေ့ကြတဲ့သူတွေ့ပြီဆိုတော့သံဃာယရဏပစ္စယပါလားဟုတ်ကဲ့တွေ့တာရှိတာကိုဘာခေါ်လဲအဲ့တော့ဓမ္မသဘောကြီးကမျက်စိရှိရင်အစင်းနဲ့မတွေ့ဘူးလားတွေ့ပါဘူးနားရှိရင်တွေ့ပြီးတော့ဦးဇင်းတို့တော်ကောင်းတို့ကဒီတိုင်းတွေ့တဲ့အတိုင်းထားမလားခံစားမလားဒီကိုဟင်မြင်ပြီးဆိုရင်လှတယ်မလားဘူးမခံစားဘူးလားအကြောင်းပြီးဆိုဒီခံလေးကောင်းတယ်မကောင်းဘူးခံစားတယ်ဆိုတော့ဘတ်တာပစ္စယဝေဒနာလာပြီဝေဒနာလာခဲ့လို့ရှိရင်အဲ့ဒီဝေဒနာကနေကြိုက်တယ်မကြိုက်ဘူးဆုံးဖြတ်ချက်ပေါ်မပေါ်ဒါကပေါ်မပေါ်လို့ပြောတာကဦးဇင်းတို့ဟောရိုးဟောတဲ့အတိုင်းဝေဒနာပစ္စယပါလားဝေဒနာလာလေဟေးမင်းတို့ဝေဒနာပိဿနာလာမှလို့ဒါကဦးဇင်းတို့ကပြောတာကျေးဇူးရှင်ဘုရားဆရာတော်ကြီးပြောထားတာကနာကဘုရားနာပဲဉာဏ်ကဉာဏ်ပြောနာကဉာဏ်ကဟုတ်ပြီခန္ဓာနဲ့ရမယ်ဆိုတော့အခုတော်ကောင်းလို့ခံစားတဲ့ဝေဒနာလေးလာရင်နောက်ကကြက်မကြက်သုံးဖြတ်ချက်လာသလားမလာဘူးလားလာပါဘူးအဲ့ဒါကိုယ်ကိုသိရဒီခုရုပ်ပြသွားတဲ့အစဉ်တွေဟာသာမာရှိတဲ့တရားတွေလားခန္ဓာမှာရှိတဲ့တရားတွေအဝိဇ္ဇာမှာရှိတဲ့သင်္ခါရရောအဝိဇ္ဇာဆိုတာဘာမသိတာသစ္စာမသိတာအဝိဇ္ဇာအဲ့ဒီသစ္စာမသိတဲ့အဝိဇ္ဇာနဲ့အဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့ကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရဘယ်လိုလဲလုံးကလားမလုံးလားလုံးပါပါဘုရားမသိချာစဉ်းစားတော့ဒီလိုသိတဲ့နဲ့မြကာယကံနေဝစီကံနေမနောကံနေမလုံးကြဘူးလားလုံးပါပါလုံးနေတာကိုယ့်ကိုယ်ကိုပြောလို့ပြောမှန်းလဲမရှိပါဘူးဘုရားစိတ်ကတွေးလို့တွေးနေမှလဲမရှိပါဘူးဘုရားဟာတခါတည်းလမ်းလျှောက်လို့လျှောက်နေမှတော့မရှိပါဘူးဘုရားဖြစ်ပေါ်အဲ့ဒါလိုဖြစ်လာခဲ့တော့သင်္ခါရပစ္စယပါတဲ့ပရိသေဝိညာဉ်ဆိုလည်းဟုတ်တယ်ပေါ်သေးဝိညာဉ်လေးဆိုရင်လည်းဟုတ်တယ်ဝိညာဏပစ္စယနာမရူပကျတော့နားလည်အောင်ပြောတော့သာကျင်တာကသာနေတာကသွားကျင်တာကသွားနေတာကကြည့်ကျင်တာက
ကြည့်နေတာကသွားခြင်းလာခြင်းစားခြင်းတောက်ခြင်းကြည့်ခြင်းနားထောင်ခြင်းဆိုတာလည်းနာမရူပဖြစ်เสียမင်းတို့ရှင်းနေလိုချင်တာနဲ့ပြည့်စုံအောင်လို့ဓဝါရဘယ်နှပေါ့အတော့ဘုရားတော့သက္ကာယနာဖြစ်เสียအဖတ်တာတွေ့ရရှိကြတာရဖတ်တာတော့ဖတ်တာဖြစ်เสียခံစားမှုဆိုတာပေါ်လာတယ်ခံစားမှုပေါ်ရင်တော့သိကြပေါက်လာတော့မှာပဲဝေဒနာဖြစ်เสียကြိုက်တယ်ကြိုက်ဘူးလားတော့ဒုက္ခကြတော့မလိုချင်ဘူးဒုက္ခကြတော့လိုချင်တယ်ဆိုတော့ဒါဖြင့်ဒုက္ခနဲ့ဝေးကျင်တာလဲတဏှာပဲဟင်ဆင်းရဲမလိုချင်ဘူးဆိုတော့ဆင်းရဲမလိုချင်တာလဲတဏှာပဲနောက်ဒုက္ခလိုချင်တာလဲတဏှာပါဗျာဒီကြားလေးဝေဒနာမှာဒုက္ခဝေဒနာလေးကြတော့ဉာဏ်ဉာဏ်ကြောက်ချင်ဒါလည်းပါလားတဏှာလားလေဟုတ်နော်အဲ့တော့ဝေဒနာပစ္စယတဏှာကတော့တဏှာပစ္စယပါလေဒီမှာဆိုတော့ခင်မင်းပြီးနှစ်သက်ပြီးဆိုရင်ယုံကြည်တာဆွဆွလာတာဒီကနေ့မနေ့ကျွန်တော်တို့မနေ့တရားအထုတ်ပြီးတော့9နာရီခွဲတော့မှာစားကြအာယုံတို့စားတယ်နော်သုံးလေးစားနေကြတာစားကိုအဲ့ဒီချိန်ဦးဇင်းတော့9နာရီခွဲကျမှကြီးပြခုဆိုရမှာဆိုပြန်ဘယ်လိုနေမလို့ဟမ်ဒီစားဘူးဘာလို့တန်ကြောင်းဖောက်ရတာလို့ဟမ်အဲ့ဝိပ္ပတိလို့ဥပါဒံတတိစားနေကြလေစားရမှာသွားနေကြလေဝတ်နေကြလေသဘောပါလားဒါပေမဲ့နာပစ္စယပါလားဒီဥပါဒနာပစ္စယဓမ္မဘဝဆိုတော့ဆွဲဆွဲတန်းတန်းလောက်ထားသမျှလေးတွေဟာပြောနေကြလေလဲပြောလိုက်တာပဲသွားနေကြလေးလဲသွားလိုက်တာပဲကြံနေကြလေးလဲကြံလိုက်တာဆိုတော့ကာယကံဝစီကံမနောကံကဒီဥပါဒဥဒိမြမလုပ်ဘူးလားသိပြီးလုပ်ကြလားမသိပဲလုပ်ကြလားမသိတာကဒီအဝိဇ္ဇာတရားကြီးကသွမ်းလို့ပြီးတော့ဓမ္မအားလုံးကိုတော်တော်လို့အစင်တန်းအောင်ပို့ဆောင်တာဟာအဲ့လိုပို့ဆောင်လိုက်တော့အဝိဇ္ဇာပစ္စယသင်္ခါရကနေစရတာအခုဥပါဒနာပစ္စယလည်းရောက်တော့ကမ္မဘဝပစ္စကမ္မဘဝရောက်တော့ကမ္မဘဝကံလေးဟာလေးလိုပြလိုလွင့်ပါလားအကျိုးပေးပါကျန်လို့ခိုင်းတော့အကျိုးပေးမှာကွာအကျိုးပေးလိုက်တော့ကမ္မဘဝပစ္စယသာတိဆိုတော့ခန္ဓာပြန်ရသာတိဆိုပါလေခန္ဓာပြန်တော့ဇာတိရပြီလေဆိုတော့နောက်ကမှာလိုက်ဇာတိပစ္စယဩဒါဖြင့်ခန္ဓာရတိုင်းတို့ဘယ်လမ်းဆုံးရဝေဒနာမရဏဒီနေ့ဦးဇင်းတို့တော်အောင်ခန္ဓာကြီးဘယ်မှာလမ်းဆုံးမသိချင်ဘူးကွာမအိုချင်ဘူးကဲရွှေဘုံကြီးနဲ့တာငွေဘုံကြီးနဲ့တာလောကတော်ပိတ်ကောင်းပိတ်ဆိုတဲ့အထူးခုဆရာဝန်လေးကြီးဝယ်ပြီးတာဆရာဝန်တွေဝယ်ပြီးဘေးခေါ်တာရလားမရပါဘူးဗျာဘယ်လိုကြားလို့မရပါဘူးဗျာဒါဖြင့်ခန္ဓာရတိုင်းမှာဘုရားတို့စဉ်းစားကြဖို့ကောင်းတယ်ဆရာတော်ဘုရားကြီးကအသေးမဥခင်ပါလေအသေးဥခင်ညာဥကိုဘာလို့မှာရှာတယ်လဲလို့ပြီးတော့သူတော်ကောင်းတို့ခန္ဓာကြီးတွားရလန်းကသာမဏေအိုလန်းပေလန်းတွားဟုတ်လားဒါနဲ့ဒီခန္ဓာတင်လားလို့ပြီးတော့ဟုတ်ပါဘူးဗျာနောက်ဘဝခန္ဓာရရင်အရင်တော့ကအရင်တော့ကအိုခဲ့ပေခဲ့လို့အခုလက်ရှိခန္ဓာကြီးရတာအရင်ကမသိခဲ့ရင်ဒီခန္ဓာရဗျာဟုတ်ပြီဒီခန္ဓာကြီးအိုပေပြီးရင်ဒါနဲ့နောက်ခန္ဓာရတော့ဒါဖြင့်ဒီခန္ဓာဆိုတာတတ်မဲ့ကောင်းတဲ့တရားလားမတတ်မဲ့အပ်တဲ့တရားလားလိုချင်တဲ့တရားလားမလိုချင်တဲ့တရားလားနောက်တစ်ချက်နစ်သက်အပ်
တရားလားမနဲ့တဲ့အပ်တဲ့တရားဒါကကိုတရားဝဲတဲ့မို့ပြောရတယ်ကဲဒါကိုခန္ဓာကိုမခင်တော့ဘူးဆိုရင်လူလည်းပြောထားမခင်တော့ဘူးလည်းမရှိဘူးတော့မခင်ဘူးတော့ဘောပါလားဒါနဲ့တရားနိုင်ဘာလို့ပြုတ်နေကြအမေတို့ဘာလို့ပြေးနေကြဘောပါလားဒါဖြင့်ခန္ဓာခင်နေပြီတော့ခင်တာပါလို့ကိုယ်ခန္ဓာလေးကိုခင်တော့ရိုးရိုးခင်တာလားစိုးစိုးလားခင်ဗျားတို့ခင်မိရင်တော့ဆွဲလန်းတော့ပါခင်မိရင်တော့ဆွဲလန်းတော့ပါဆိုတော့တဏှာပစ္စယဥပါဒံလာရင်ကာယကံဝစီကံမနောကံလုံးမလားမလုံးဘူးဒီကံဒိဋ္ဌမလို့တော့အဲ့လိုလုံးတဲ့နေရာလေကြည်သာတပည့်တော်တို့ဥပါဒံရှိတော့ဥပါဒနာပစ္စယပဲသွားတယ်ကာမဘဝဆိုတော့ကာယကံဝစီကံမနောကံမလုံးလားဒီနေ့ဒီနေ့ကာမမလို့လို့ဘယ်လောက်လို့ဒါလေးစဉ်းစားလို့ဒီနေ့ကာမမလို့လို့ပဲဒီလုံးလိုက်ပေါ်ကြည့်မျက်စိနဲ့ကိုယ်ဖွင့်လိုက်ပြီဆိုတော့မျက်စိဖွင့်ပါနဲ့တိုက်ဒီနေ့တိုက်ပြီဆိုတော့ဖတ်တာလာတော့ဖတ်တာပစ္စယဝေဒနာပစ္စယသနာပစ္စယဥပါဒနာပစ္စယကာမဘဝမျက်လုံးလေးဖွင့်လိုက်လို့အစင်းနဲ့တက်ကြတဲ့ကံရောက်သွားအတန်ကြားရင်ပေါ့ဟာကြားတာပါလို့ဘာသာကြားတာပါလို့ဘာသာပစ္စယဝေဒနာပစ္စယသနာပစ္စယဥပါဒနာပစ္စယကြားလို့လည်းမရောက်တော့အဲ့ဒီကံရောက်သွားတိုင်းမှာဒီကံဝေဒနာပစ္စယပါလေတဏှာဆိုတော့နှစ်သက်မှု၊သာယာမှု၊သွေးလန်းမှုအဲဒီတတ်မဲ့ခြင်းနှစ်သက်ခြင်းသွေးလန်းခြင်းအားလုံးတို့ရဲ့အမိနာမတဏှာပဲလိုချင်တာလေနှစ်သက်တာလေခုံမင်းနေတာလေဆိုတော့တဏှာဦးစီးတဲ့ကံတွေဆိုရင်ဘုရားဟောဒီတဏှာနဲ့ရှင်းကြည့်တော့ကုသိုလ်လားအာဟုသို့အာဟုသို့ပါဗျာနောက်ဆက်ကိုဉာဏ်လေးနဲ့ကိုရှင်းကြည့်တဏှာဦးစီးပြီးတော့လုပ်နေရတဲ့လောဘဒေါသမောဟကြောင့်လုပ်နေရတဲ့ကာယကံဝစီကံမနောကံတွေဟာအေးချမ်းသာလားပူလောင်လားပူလောင်ပါဗျာချမ်းသာလားဆင်းရဲလားဆင်းရဲပါဗျာတဏှာဆိုတာကအလောင်းအဖွဲ့တရားတဏှာဆိုတာနှောင်ဖွဲ့တရားဆိုတော့အဲကျွဲလန်းခြင်းတတ်မဲ့ခြင်းဖြစ်တဲ့ခြင်းကနှောင်ဖွဲ့ထားလိုက်တဲ့ခါကျတော့ဒီအနှောင်ဖွဲ့ပေါင်းတဲ့ကခင်ဗျားတို့လုတ်သလားမေးဒီအခုတို့တို့ပြင်မှာသွားခြင်းတိုင်းသွားစားခြင်းတိုင်းသွားစနေခြင်းတိုင်းနေလို့ရတဲ့ပုဂ္ဂိုလ်တွေနဲ့ကိုယ်ချင်းဆောင်နဲ့ရောက်နေတဲ့ပုဂ္ဂိုလ်တွေဘယ်သူကကိုယ်ဆင်းရဲချင်းဆောင်နဲ့ရောက်တဲ့လူကသိကြလားဆိုတော့အခုလည်းခင်ဗျားတို့ကိုထင်တာတော့ကိုစားခြင်းတိုင်းဒါသွားခြင်းတိုင်းဟောအမလီကျော်လေးနဲ့ရှင်ဗျာကိုယ်စိတ်ကလေးကိုပိုင်လေးလို့တရားလာအားထုတ်နိုင်တာငါဒီလိုပြောတာဟင်တော့ပါလားကိုယ်စိတ်ကလေးကိုပိုင်လေးလို့ဆိုတော့ခင်ဗျားတို့ဘယ်နှလားနေပါလို့3 လပြီးပဲဗျာဒါလည်းလည်းတောင်ကျိုးလွတ်လာလားတောင်ကျိုးကြီးနဲ့လားအဲ့ဒါစဉ်းစားကြအောင်ဟင်အတော်ဝက်နဲ့လွတ်ရလားဒါလည်းဘုရားထိုင်ရင်းနဲ့ဟောအိမ်ဂရိမရအောင်လားဟောဗျာဘာလို့ဟမ်အတော်ဘာလို့ခေါ်မှာဘာလို့ဆိုတော့အမှန်ဝန်ခံတယ်ဟမ်အိမ်ဂရိရနေတယ်ဆိုတော့အိမ်ရဲ့တောင်ကျိုးကလွတ်ရလားလွတ်ပါဗျာခဲတာဒါနဲ့တဏှာဆောင်တယ်ဆောင်းနေတာပေါ့ဟင်ဒီသာသမိတန်ရောတင်တာကိုလွတ်ပါဗျာဆွေမျိုးလွတ်ပါဗျာပြည့်စုံဥစ္စာလွတ်ပါဗျာနောက်ဆုံးကုန်ပြောရင်ခင်ဗျားတို့ခီးစိတ်သိညာစေရကံလို့ပြောရင်ဘုန်းကြီးကအင်းကြီးတုတ်ကလေးတောင်လွတ်ပါဗျာဟင်
ဒီကြီးတွေတော့နွားမီဆိုပြီးတော့ရိတ်တာယူသွားလို့မတော်ဘူးဆိုပြီးဘယ်ထားပြခဲ့အိမ်ထားပြအဲ့ဒါလေးကလေကျော်ဖို့ပြီးဖို့တက်ပြီးတော့ကိုဗီယိုလေးနဲ့ကိုထည့်ထားခဲ့တာမဟုတ်ရင်ငါတန်းမော်ထားခဲ့တာလက်ကြီးတုတ်ပြကုန်တော့သဘောပါလားဒါပေမဲ့ရောက်နေတာတော့အနောက်ဖွဲ့တယ်သနာအနောက်ဖွဲ့တယ်သနာအနောက်ဖွဲ့တယ်ဘာလို့ပြိမိကြလို့ဆိုအနောက်ဖွဲ့မှသိလို့လားမသိလို့လားမသိတာလားဘယ်တော့မှမသိကြတယ်လေဆိုရင်ဉာဏ်လူကိုမိတ်ဆွေထင်တော့အောင်ကိုမသိတာဟမ်ပါလေဉာဏ်လူကိုသိတာဒါလေးသဘောပေါက်အောင်ဦးဇင်းတို့သုံးသပ်ကြမယ်ဆိုတော့ခန္ဓာဝက်ကမန်ယုတ်ပါဠိတော်ယာဒဝက်မှာလာတယ်ယာဒဝက်မာရတုတ်ဆိုတာရှိတယ်နော်ဘာတုတ်တယ်လို့အဲယာဒဝက်ဆိုတာယာဒယဟန်ကြီးကိုဟောတဲ့တရားတွေစုထားလို့ယာဒဝက်တုတ်အပြင်မာရတုတ်ယာဒဝက်မှာပထမတုတ်မာရတုတ်ဆိုတာရှိတယ်နော်အဲ့တော့အဲ့မာရတုတ်မှာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိကြီးဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတော့ယဟန်ကြီးအသက်အရွယ်ကြီးမှပေါ့ယဟန်ဝတ်တဲ့ယာဒဆိုတဲ့ယဟန်ကြီးတစ်ပါးမှန်ပါပါယဟန်ကြီးတစ်ပါးတော့ပါလေသူကအသက်ကြီးမှယဟန်ဝတ်အသက်ကြီးမှယဟန်ဝတ်ပြီးတော့သူသိကျင်တာလေးတွေကိုလည်းရဲရဲဝုံဝုံပေါ့လေနိုင်ချွတ်ချွတ်လည်းမေးတတ်တယ်ရဲရဲဝုံဝုံလည်းမေးတတ်တယ်ယဟန်ကြီးဒီယဟန်ကြီးကဘုရားနဲ့တွေ့တဲ့အခါကျတော့သူဘာပြောတယ်လဲဆိုတော့အရှင်ဗျာတဲ့မာရောတိဗန္တိဝဂတိတေကြဝဒနုကောဗန္တိမာရောတိဗန္တိအရှင်ဗျာမာရောတိလောကကြီးမှာသေမင်းလို့ပြောနေကြပါလေဟုတ်နော်ဘုရားအပြောအဆိုအပေါ်ထဲမှာသေမင်းဆိုတာမရှိဘူးလားရှိပါဘူးသေတတ်တယ်ဆိုတာရောရှိပါဘူးသေခြင်းတရားရောရှိပါဘူးသေသွားတာရောရှိပါဘူးအဲ့ဒါအကုန်မာရဟုတ်လားဟုတ်ရာဂကြီးမေးတဲ့မာရောဆိုတာမာရပြောမာရဆိုတာသေမင်းသေခြင်းဟုတ်ပြီနော်သေတာနဲ့ပတ်သက်တာအားလုံးမာရပေါ့ဒါပေမဲ့သေခြင်းလို့ရှင်ပြလူတွေပြောကြတယ်ဗန်းကြီးရှင်ပြမာရောတိသေခြင်းတရားသေမင်းလို့လူတိုင်းပြောကြပါလေဗျာတေတဝဒနုခောအဘေမြသောအတိုင်းရှိအဘေတရားကိုမာရောတိသေခြင်းတရားသေမင်းလို့ဘုဒ္ဓတိဆိုရပါမယ်ခင်ဗျာလို့ဟုတ်ပြီနော်ရာဂယဟန်ကြီးကဘယ်လိုမေးတရားပါအားဒါဖြင့်ဒီတရားဘယ်လိုဟောမလဲတရားဟောတော့မတရားမှန်ပါပါဟင်တရားဘယ်လိုဟောမှာတရားဟောဆိုတော့ဟာယာရရူပိခောတတိယာရမိတဲ့ယဟန်နဲ့ရူပိဆိုတဲ့ယုတ်တရားကြီးခောစေစစ်မေတ္တနာမှာတတိရှိခဲ့ရဲ့တဲ့မာရောဝါအတယုတ်တရားကြီးရှိခဲ့ရင်အဲ့ဒီယုတ်တရားကြီးကဘာပဲသိမင်းအဲ့ဒီယုတ်တရားကြီးရှိရင်ယုတ်ကဘာလဲသိမင်းပဲဆိုတော့အခုတော်တော်လို့လက်ရှိရထားတာခန္ဓာဘာနှပါခန္ဓာ၅ပါးဆိုတော့အဲ့ဒီခန္ဓာ၅ပါးပြောကြည့်အောင်ဘာလဲခန္ဓာဘာနှပါခန္ဓာ၅ပါးကိုလိုလို့ရလာတယ်ဆိုတော့အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယခန္ဓာဘာနှပါအကျဉ်းတော့အဲ့ဒီ၅ပါးကို၅ပါးကိုမခင်ဘူးလားခင်လားဒီတော့ခန္ဓာ၅ပါးပစ္စယဝေဒနာပစ္စယဥပါဒနာပစ္စယဓမ္မဘောပစ္စယဒါကြည့်ဆိုတော့ခန္ဓာဘာနှပါပြန်ရဟောတာဖြင့်အရင်တော့ကတို့ဘာနဲ့နေခဲ့အခုရောနောင်လက်ကမတတ်သေးဘူးဟုတ်ပြီခန္ဓာ၅ပါးကြီးထဲမှာဟောဒီရူပခန္ဓာဆိုတာဗာတရားရူပခန္ဓာဗာတရားအဲ့ဒီယုတ်တရားမှာမှရူပခန္ဓာလို့ဆိုတဲ့အတွက်ယုတ်အစုဝေးအဲ့ဒီအစုဝေးကြီးကအခုဘုရားပြောရူပိ
ခေါ်တတိယာရမိတဲ့ယဟန်နဲ့ဒုပိဟောဒီယုတ်တရားကြီးခေါ်စင်စစ်မင်းရဲ့တဏ္ဍာမှာတတိရှိခဲ့တယ်ရှိတော့မာရောဝအတ္တမာရောသိခြင်းတရားသည်အတ္တဖြစ်ရည်အတ္တဝေယဖြစ်ရည်ဆိုတော့သိမင်းဆိုတာဘာလဲဆိုရင်မင်းမှာရှိတဲ့ယုတ်တရားဒီယုတ်ကဘာပဲလို့သိမင်းခုနပြောတယ်အမှန်များမသိဘူးဆိုရင်ဘုရားတော်တော်ကဉာဏ်သူကိုပါတယ်သိမင်းတယ်ဆိုတော့အခုကိုယ်ယုတ်ကလေးကိုမြင်ဟဲ့မှတ်ဟဲ့စောင့်ရှောက်တယ်မွေးမြူခဲ့မလုပ်ကြဘူးလားကိုယ်လေးကြည့်ပြီးတော့ပိန်သွားပြန်ပြီဝါလာတော့ပိန်တော့ဖြူတော့ညိုတော့ဒါလေးကိုအသားလေးဖြူလာပြန်တော့ဖြူလာပြန်ပြီတဲ့ညိုသွားပြန်တော့ညိုသွားပြန်ပြီတဲ့အဲ့တော့ဦးဇင်းတို့တွေ့တိုင်းပေါ့လို့ပြောကြတယ်ဘုန်းကြီးပိန်သွားတယ်ဗျာဟောပိန်ကလားဘုန်းကြီးဝါလာတယ်ဝါမလားရုပ်ပဲသဘောရှိလို့နာမည်ကြီးလို့တို့ဖောက်ကြတယ်ဆိုတော့ပိန်ခြင်းလဲဝါခြင်းလဲဖြူခြင်းလဲညိုခြင်းလဲဖြူညိုပိန်ဝါဘာဖြစ်တာအေးဖောက်ပြန်တာဒါရိုးပြောတော့ဖောက်ပြန်တာတဲ့ပြောရင်ပေပန်းပွင့်တာရှင်းမလားတဲ့ပြောရလို့အဲဒီတော့ဘုန်းကြီးတော့ဝလာတယ်ရုပ်မြတ်ကြတော့ရှင်းကြတာနော်ဒီဘုန်းကြီးဝလာတာဘာဖြစ်လဲလို့ဟဲ့ပြင်သွားတော့ဟောသူကလည်းကွာညိုသွားတယ်ဟဲ့ဘုန်းကြီးနေလာပြီးတော့ဟောဒီအောက်ကဟာတွေလေပြောတို့လည်းကမှအောက်ကဟာတွေလေသူလုံးမှာသူပြောဖို့ကိုယ့်ဘက်ကိုမြင်လဲလိုက်ခုဘာဖြစ်နေကြဒီကတော့အာမနာချံပြုတ်လာတာဆိုသမီးဘုန်းကြီးတတိတော့ဘာညာနေလို့ဘာလို့လဲလို့သာနာတယ်ဘုရားတတိတော့မောနေတာဒီစိတ်ဝမ်းပွတ်တာဘာလို့ဒီယုတ်တရားကြီးကရုပ်မှန်ရင်အဲ့ဒီဖောင်းပြတဲ့တော့ကလည်းဘယ်ပဲကြီးနေတာမနေ့ကလည်းဒီလေးဘယ်ဟာသိပဲကြီးဟာဒါဖြင့်မနေ့ကတည်းကဒီလေးခမန်းနဲ့ပို့စားပြီအဲ့ဒီစားတာသိခြင်းလို့စားတာလားမသိခြင်းလို့စားတာမသိခြင်းလို့သူ့ပြုစုနေရဟုတ်နော်အချိန်တန်ကျွေးရင်ကျွေးတဲ့မကျွေးရင်ဘယ်စားရကြမှာသိတော့မလားမသိဘူးပြောဘူးလားပြောဘူးလေပြောဟုတ်တာဘောသူမကျွေးရင်မလေးတော့ပါလေသိတော့မှာအဲ့တော့သိမှဆိုလို့ဒါလည်းခင်ဗျားတို့ကသိမင်းခေါ်ဆက်နေတာပါဘာလို့နေကြတာဒါလည်းခုခင်ဗျားတို့ကစားနေရတဲ့ဒီလိုလေးကကိုယ်လေးဆက်နေတာကိုစားရတာခေါ်ဆက်ရအဲ့တော့မသိတယ်မင်းမသိခင်းလေးပါဘောပါလားအခုကြည့်လားအဲ့ဒီဒီဘက်ခန္ဓာကြီးခင်ဗျားတို့ကျွေးမွေးထားတဲ့ဒီဘက်ခန္ဓာကြီးကကျွေးရမွေးရတဲ့ကိုဘယ်လိုကောင်းကျိုးပေးနေတာလားသုံးကျိုးပေးနေတာလားဒီတော့ပြေးလို့ရှိရင်ဘုဘုဆရာတော်ဘုရားကြီးကအရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးပေးထားတဲ့ဥပမာကိုပြတာဘယ်လိုခန္ဓာဟာကွာဘာနဲ့တူနေလို့ဆိုတော့ဉာဏ်တော်ကြားမွေနဲ့တူတယ်ဘာနဲ့တူလဲဉာဏ်တော်ကြားမွေဆိုတာမွေကရင်နော်မွေထဲမှာတော့သူကအဓိပတိပဲဆိုတော့ဒီမွေကြီးလာပြီဆိုရင်ကျန်တဲ့မွေသိမွေမွေမွားလေးတွေကုန်းငယ်သိမ့်တဲ့မွေတွေကအကုန်လုံးဝုတ်ပြီးတော့စောင့်နေရတယ်ဒီမွေကြီးသူ့လမ်းကိုဖြတ်သွားတယ်ဆိုရင်ပြဿနာမရှိဘူးမကျတော့သူလာတဲ့လမ်းမှာဘေးကဝတ်နေတဲ့မွေရှိနေတာသူသိလို့ဗဇက်ကလေးဟပေးလိုက်
အဲ့ဒီဘေးကရှိတဲ့မွေကရေမွေလေးလေးဟာလားမွေစိမ်းကလေးလေးရှိတဲ့မွေစိမ်းမွေမွားလေးတွေကဘာလို့အောင်လို့ဆိုပြည့်ပြီးတော့အသာရှာဖားကလေးတွေရှာဒီမွေပတ်တဲ့ထက်ငါးကလေးတွေရှာဒီမွေပတ်တဲ့ထက်ပြင်းတော့ရှာတယ်အဲ့လိုရှာရင်နဲ့သူ့ဘက်ကကြီးကမပိတ်ဘူးမဝသေးဘူးဆိုရင်နောက်ဆုံးရှာလို့မရမောလာပြီဆိုရင်အဲ့ဒီမွေလေးကပါဇက်ထဲဝင်ပြီးလိုက်ဘောပါလားဒါပြီးဘာမှမအောင်ကြခွန်းဟမ်ဘာမှမအောင်လို့ကြာခွန်းကိုလို့မနိုင်တော့ကိုယ်တိုင်ဝင်နေလိုက်ဟမ်ကိုယ်လည်းလည်းဒီဘက်ခန္ဓာကြီးရတော့ရှားကျွေးဦးပေါ့ဟမ်ဘုရားမအောင်မချရဘူးလားဒီလိုက်သွားလိုက်ဆိုတာခင်ဗျားတို့သိချင်လို့ရှားတာမသိချင်လို့ရှားနေတာအပြီးတော့သူဒီမွေလေးဟာအဲ့တော့ကြောင့်ဘုရားကဗဇက်ကြီးဟာထားတော့သူဘယင်ကိုဗျအဲ့တော့သေမှာကြောက်ကြတယ်ငါတော့စားတော့မှာပဲဆိုပြီးတော့အားလေးရှာခွန်းလိုက်ငါလေးရှာခွန်းဘာမရအိမ်ကြောင်ခွန်းခွန်းတယ်တော့ခွန်းနောက်တော့ဒီမွေကြီးကဘာလို့ဗဇက်ကြီးကပိတ်မပိတ်တော့သူလည်းမောဟင်ကြားပေါ်ရလို့သူလည်းပဲဟောတာမောမဒူးပါဘူးကွာဆိုတော့ကိုယ်တိုင်ဝင်သိလိုက်ကိုယ်လည်းခင်ဗျားတို့အခုမမောခင်လေးတော့ခင်ဗျားတို့တောင်မွေးလေး၆ကျွေးလိုက်ဟင်ဘယ်ဒီကြောင့်ဘော်ရဲလေးရှိတယ်ဟင်ဘော်ရဲကန်းစီပြီးတော့ဗာလေးနဲ့တောင်မွေးလေးအမှန်တောင်မွေးတဲ့၆ပြီးခေါ်ဆက်နေတာတောင်မွေးတော့ဘာလို့လဲခေါ်ဆက်နေတာဟာဝဲပြီးတော့မျက်စိမျက်မှန်လေးတက်ပြီးတော့အပေါ်ကရှာတွေ့ရမသိချင်လို့ဟင်မင်းတို့ဖတ်မှမောအောင်ခိုင်းဦးမှာဟင်တွေးကြတယ်လို့တွေးပြီးတော့လာပါပဲဟင်ကိုယ်တိုင်ဝင်နေရမယ်လည်းရောက်ပါပဲနောက်တော့ခင်ဗျားတို့ခေါင်းနဲ့ပြည့်ဝင်လိုက်ဘယ်နဲ့ပြည့်ဝင်လိုက်ရလဲအဲ့တော့ခုခင်ဗျားတို့ကဒီပေချင်းကလုံးမဲ့ထင်လို့ရှားနေကြတာလွတ်ရလားမဟုတ်ပါဘူးဗျာအဲ့ဒီလောကီလို့ကြောအောင်လို့လုပ်နေတာမေတ္တာလည်းရှိရဲ့မောမဲ့အတူတူတော့ကွာသောဒီဗဇက်ပေါက်ထဲဝင်လိုက်ရအကောင်းလားဟင်တော့ပါလားအဲ့တော့အခုအဲ့ဒီမွေလေးကဘုံမွေကြီးဗဇက်ဝင်လိုက်ရတာတဘဝပေါ့ခုခင်ဗျားတို့သေမင်းခရင်းနဲ့ဝင်ခဲ့ရတာကအခုဝင်သေမင်းလိုက်တော့ပြီးလားပြီးသေးလို့ဒီတတ်နိုင်ရမြရှာခွန်ရင်းနဲ့လုံလားရှာဟင်ရှင်းသွားရင်ဒီမွေကြီးမောင်းထုတ်နိုင်တဲ့လူတယောက်ကများလာလို့မောင်းထုတ်နိုင်ရင်ဒီမွေကလေးလွတ်ဖို့ပေါ့ဟုတ်ပါဘူးခုကတည်းကတို့ကဒီခန္ဓာကြီးရှာဖွေကြည့်ရတာမရှိဘူးလားရှိပါပါဗျာဩတို့ပြုစုယူရရှာကျွေးနေလို့တော့ခင်ဗျားတို့မောပြီးတာအခေါင်းလေးရောက်လွတ်လန်းတော့ဒါမို့အသေးမဥပ္ပေဘာမှဖြစ်ပါဘာသာတော်ညာတော်ကြကိုကြီးမမွေးလိုက်နဲ့သူငွေကြီးပါတ်တော့အားနေပြီငွေကြီးပါတ်တော့အားရတော့ခုခင်ဗျားတို့အပြေးတော့ခေါ်အောင်လားအာမနဲ့တခါမနေ့လည်းတခါညနေတခါမျိုးစုံပါလို့ညဟုတ်တယ်ကြားရပြေးတော့ဝတ်သားလဲရရေချိုးပေးလိုက်ရပြားကြီးရနဲ့သိကြလို့လုပ်နေတာမသိကြလို့လားလုပ်ပါခင်ဗျားတို့မောတော့ခေါင်းလိုက်ပါလေသဘောပါလားဒါဖြင့်ဘုရားတို့သူနေနေတာမိတ်ဆွေလိုက်ရတယ်အာရာရမတ်တာအဲ့ဒီယူပန်ရုပ်တရားကြီးကပဲမာတော့သိမင်းกว่าအဲ့ဒီယုတ်ကပဲသိမင်းဒါဖြင့်ရုပ်ရှိရင်ယုတ်ကသိမင်းဟုတ်နော်ဝေဒနာကတော့ဝေဒနာခေါ်တတိရာရမာရောဝအတ္တမိခန္ဓာဝေဒနာရှိသေးရင်ဝေဒနာကလည်းသိမင်းပဲกว่าဆိုတော့အခုရှားပွေပြီးတော့လောက်ကင်နေကြတာဆင်းရဲတယ်လို့လားရှားပါတယ်ဒီกว่าပြေးဟမ်အဲ့လိုဘောတော့ပြေးခိုင်းတာဘယ်လိုလို့ဝေဒနာရှင်းလားဒီဘုရား
ကြောင့်မိုးရွာမကြောင့်ငြိမ်ငြိမ်မနေနိုင်တာဘယ်လိုလဲအခုတရားအားမထုတ်နိုင်ဘူးဆိုတာလေသူနေတဲ့တော့ပါနော်အခုတရားခံရမှာသိကြတယ်သိကြတယ်ဆိုတော့ချမ်းသာတာကြောက်တာဆင်းရဲတာကြောက်ဆင်းရဲတာကြောက်တာတရားနိုင်လို့ချမ်းသာမှသူမသိပဲဘူးဒါကြောင့်ခိုင်းနေရတော့ထုံတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဆိုတာမလားဘူးလားဒါတော့ဒီပေမင်းကလွတ်မှာကိုသူမမြင်ဘူးလောလောဆယ်ဆင်းရဲမှာကြောက်လိုက်တော့တရားနဲ့ဝိညာဉ်ပြီးกว่าဟင်ဘယ်လိုခိုင်းရဝိညာဉ်ခိုင်းတော့ခိုင်းပြီးတော့သူကခင်ဗျားတို့လွတ်လန်းပူတာကပြည်လန်းပူတာခင်ဗျားတို့ကောင်းလို့ရာရာလေးတွေစာရင်ပဲသွားနေဘုကောင်းသလားလေးတွေဝေရင်စဉ်းစားတော့ဒါတော့လည်းခင်ဗျားတို့ဘုကောင်းတာသားလားကောင်းတာသားဒီဘက်ချင်းတူတောင်မှကောင်းတဲ့ရှင်ခွက်ကလိုက်လာတော့ပါလားဒါမလို့တတ်ပြီတော့ဝတ်သားဟုတ်တော့လေမကောင်းတာဝတ်လားကောင်းတာဝတ်ဒါနဲ့ကိုကျတော့ကောင်းလို့ရာလေးကြီးပြုပြင်နေတာပဲဒီပါပြုပြင်မှာဟပ်ပါဟောအောင်ပြုပြင်ပြီးရင်တတ်ပါပဲချမ်းသာပြီးပါမလားမေကိုကျတော့ကိုပြီးမေးပါဝင်နဲ့တော့ပါလားဒါဖြင့်ဝေဒနာတတ်လို့လေတရားပညာတတ်လို့လေဟောပညာလည်းပြင်နေမယ်ဘုရားတော်ကမှတ်တတ်တဲ့ပညာရှိမရှိရှိပါပါဘုရားသာသတဲ့ဝေဒနာရောရှိပါပါအဲဒီတော့ဟောပြန်တဲ့ယုတ်ကောရှိပါပါယုတ်ရှိယုတ်ကပါလေဝေဒနာရောပညာရှိရင်ပညာရောမှတ်တတ်တဲ့ပညာကလည်းသူတော်လို့ကိုတတ်မယ်ဟုတ်ဆိုတော့ငါသားလေးဝေးထားတော့ငါကိုယ်လည်းဝေးထားတဲ့သားဆိုတော့ဘယ်လိုသားပါလဲညာဖတ်သားကြောက်လားသားအမသူရင်းများလွယ်သေးလားဘယ်လိုသမီးတို့မေးရဲ့ဘယ်လိုပစ္စည်းတို့ဘယ်လိုအိမ်တို့အောင်ဝယ်မှတ်ထားတယ်ပညာဆက်လိုက်ပုံများငါသားလေးများတိမ်မာရင်းများဖြစ်တယ်ဆိုတော့ခင်ဗျားတို့သောကပရိဒီဝါတွေမလားဘူးလားအဲသားပူပြီးတော့အမှတ်လွယ်သိလိုက်ဟင်တော့ပါလားဟာတကယ်ဘယ်တော့ကားမောက်လို့လေခါဘယ်ကားလို့ဘယ်ကားဘယ်နံပါတ်တော့ဘယ်နံပါတ်အဓိကဒီနာမတို့ဘယ်ငါသားလေးတော့သိပါပြီဆိုအရာတွေးတတ်ပြီရောဘုရားကမှပြီတော့ပါလားဘာလွဲနေတာလို့အသိညာငါသားမဟုတ်တာငါသားဟုတ်တာရှင်းလားကိုသားကိုပိုင်တာကိုကိုဟောဒီလိုကြီးဘာနဲ့နေရတာဉာဏ်သူနဲ့နေတာအဲ့တော့ကိုဉာဏ်ကိုမရှင်းရသေးဘူးသူများဉာဏ်တော့ဘူးအဲ့တော့ပညာကလည်းသိနေမယ်သင်္ခါရကတော့သူပြုပြင်နေတဲ့စေတနာလေးစေတနာနဲ့ပြောတာပါစေတနာနဲ့ဆိုတာပါစေတနာနဲ့လုပ်တာပါဘယ်လိုပြောကပြောလို့ခင်ဗျားတို့ထားတဲ့စေတနာတွေထားနေလိုက်တာဟာဒီဘာလို့မှာတတ်မှာခင်ဗျားတို့စေတနာတတ်ရှင်းလားဒါဖြင့်စေတနာကလည်းပါပဲသိနေမယ်နောက်ဒီဘက်ကဝိညာဉ်နဲ့ခန္ဓာဒီဘက်ကဘာလဲတော့ဝိညာဉ်နဲ့ခန္ဓာဆိုတော့စိတ်ဝိညာဉ်နဲ့ခန္ဓာပါလေစိတ်ရှိရင်ဒီစိတ်ကလည်းဘာဖြစ်လဲတတ်မှာပဲသိနေမယ်စိတ်ကလည်းပါလေသိပါပါကိုယ်စိတ်ကိုမနိုင်လို့သိလိုက်ကြတယ်လို့ရှိလားရှိပါပါစိတ်ဆင်းရဲတဲ့ဓမ္မခံနိုင်လို့သိလိုက်ကြတယ်ရောရှိပါပါကိုယ်စိတ်တော့သိလိုက်တယ်ဆိုတော့စိတ်ဆင်းရဲတဲ့ဓမ္မခံနိုင်လို့ရှိပါပါအခုဒေါသကိုမနိုင်လို့အိုးတော့ပြီးတော့ပြတ်နေတာပေါ့ဒါဖြင့်စိတ်ကလည်းဘာလို့မလဲသိနေတယ်တတ်မှာပဲဒါနဲ့ရှိတာခန္ဓာတော့မပါဘူးဟောကိုမွေလေးရမှာနန်းတော်ကြားမွေကြီးဒီကောင်နဲ့တော့ကိုယ်ကတော့မွေကြီးဘယ်နဲ့တော့ငါကောင်အရှာအစာရှာခွတ်လောရလားဒီတော့ဘယ်လိုအားရလားမေးရင်မွေဘယ်နဲ့ကောင်ဖို့နေရငါကောင်အဲ့ဒီငါကောင်ဘာသာတော့လုံးပါမလားသူကလည်းခေါ်ကြတယ်လားခေါ်နဲ့ခေါ်ပြီးတော့တော့ရှိတယ်
ရိုးရိုးသူရိုးရောနိုင်တယ်ကိုယ်ကမှန်နေကြည့်ကြတယ်မသိရသေးဘူးဒီပေါ်လေးဘယ်လိုသိနေမှန်ရှိရှိမှာပေါ့နော်ကြည့်ရတော့ငယ်ငယ်တော့ရုပ်မျိုးရှိတယ်ဘာဖြစ်လားဟုတ်လားစရာဟုတ်လားပါစရာရောက်လာရင်ပြီးကြပြီဟမ်ဘယ်ရောက်တော့ဒီရောက်မှာမရဏနာရောက်နေပြီဘယ်ရောက်နေပြီမရဏနာရောက်နေပြီတကယ်တကယ်တော့ဟေးဒီမဲ့ကိုချမ်းသာလေးဝေဒနာလေးပေါ်လာတယ်ဘာဖြစ်တယ်ရှင်တို့ဟုတ်လားဒီမှာဟုတ်လားငါဒီနေ့နေလို့ခံလို့ကောင်းဒီမှာဟုတ်လားဟမ်တို့လေလက်တွေ့တရားလေးတွေပြောလိုက်အောင်ရုပ်မေလေဟမ်စိတ်ုံမဲ့အသက်သာတနည်းဖြစ်နေတော့ဟာ9ရက်တည်းပါတော့မထနိုင်ဘူးမောလိုက်တာပဲလားခံနေထအောင်ဟောလိုက်ကမသားနိုင်မတော့နိုင်ဩဒုက္ခအနောက်ရကြတော့2ရက်လောက်ခလိုက်ပြီးတော့အာတရားတွေထိုင်မယ်အခုအစားတွေစားမယ်တောက်မယ်သိကြပြီငါမေတော့ဒီဘာပွင့်မေအဲ့ဒါဒီဘာပွင့်ဟာဘယ်လိုပြောရလဲအရှင်ပြလေးရှင်းနေကောင်းနေတာငါတော့ကောင်းတယ်ပြောဘာဖြစ်တာလဲပြေလို့အရှင်ကြီးကမျိုးလို့သေကံကြီးရိတ်ခါကြီးကဒီနေ့စားသလားလည်းမမေးနဲ့အဲ့ဒီ2ရက်ကဟမ်တရားတယ်လို့ကောင်းလိုက်တာဘာဖြစ်တာလဲဟောတော့စားတော့ကောင်းလာလို့လည်းသိမပြောလိုက်တဲ့တော့ဘာဖြစ်တာလို့ဒီမှာဘုရားနေတိုင်းမကောင်းပြန်ဘူးလို့တော့အဝါလာဟေးအမှတ်ပညာတွေပိုကောင်းလာတယ်အမှားမှာတချို့ပြီးတော့ခုတရားအထုတ်လို့လာမသိဘူးပြဉာဏ်ကြီးအတော့ကောင်းအမှားဟမ်ဆိုတော့ကျုပ်ကမစစ်သေးလို့ပါမှဉာဏ်ကြီးကောင်းလာတယ်ဆိုတော့သူကသာသမီတွေမှတ်မိတာလားကျွေးရှင်းနေမှတ်မိတာနာမရောက်ပါဟိုတော့မေ့နေတဲ့ကျွေးတွေကမှပေါ်လာလားဟင်ဆိုတော့ဒီပါလေမှဉာဏ်ကောင်းလာတယ်ဘာဖြစ်တာလဲမှညာကောင်းတော့လေမှညာမကောင်းတော့လာကြီးတဲ့သူကမျိုးစုံတချို့လာပြောတာမှညာကောင်းတာလေတချို့ကျတော့သင်္ကာဘယ်လိုသင်မှန်းကြည့်ငယ်တော့ကတော့မဟုတ်ဘူးဘုန်းကြီးဟောတာလေဒီပြီးတော့နားနေတော့အကုန်သိတယ်ဗျာနားနေတော့ဗနဲ့ဟုတ်သိတယ်ပြီးတော့ဟောတာလို့ဗျာမှန်ညာတာပါလေမကောင်းတော့မှန်ညာတာပါလေမကောင်းတော့ဘာဖြစ်ကြလို့ဘာပွင့်တာအမှန်ညာကောင်းတယ်မကောင်းတော့ဘောဟာသေနာတွေကောင်းနေတယ်မကောင်းဘူးဗျာဟာစိတ်ကလေးတွေကောင်းနေတယ်မကောင်းဘူးဗျာဟောဒါဖြင့်ဘာနဲ့အတူနေရတာဒါမိတ်ဆွေတဲ့သူတွေကလည်းညာလူတဲ့သူတွေကသိချလက်ချနေခြင်းကြည့်ရတာဒါကိုအမွေကြီးမေ့နေတာဖြစ်တယ်ရုပ်ကြည့်တော့ဒီမှာပထဝီတည်သောအာဘောဝါရောဓမ္မနပါဒီလေးပါးကလည်းပထဝီရတ္တမိတ်ဆွေတွေတည်သောအပူလုံးသေးတယ်အေးလုံးသေးတယ်ဟမ်ဘဒူရတောင့်တင်းပြီးတော့ဒီပြော့ဖတ်ပြီးတော့ဘဒူရပြောမာယာများကြီးအာဘောအာစီလုံးသေးတယ်သွေးလုံးသေးတယ်ဓာတ်လျှောသေးတယ်ဘဒူရတတ်တော့အာဘောတတ်တာဓာတ်ချုပ်လို့ဒါအာဘောပဲစီချုပ်လို့အာဘောပဲရှင်းလားအာဘောလေးပေါ်ကြောင်ပြီးသေးတယ်ဝါရောကွာဘောပါလားဒါနဲ့လည်းတော့ဓာလေးပါးကလည်းမိတ်ဆွေလည်းညာဘူးလားဒါနဲ့ဘယ်မှာတော့ကြရလို့မိတ်ဆွေရဟမ်ဆန္ဒတကူဥစ္စာရှိတာညာဘူးလားမိတ်ဆွေရညာဘူးဒီပါလိလို့အဲ့တော့မှညာရကပြောရင်ဆိုရင်လည်းပြောလို့ဆိုတော့မောက်ဆင်းရဲနဲ့ကြံတော့အဲ့တော့တော့လေးပြီးအောင်ခေါ်ကြအောင်လို့နော်အဲ့တော့ကိုယ်ခန္ဓာကြီးဟာအခုဆိုတော့မရှိဘူးဉာဏ်လူလားမိတ်ဆွေဉာဏ်လူဖြစ်ရင်နှစ်သက်အပ်တဲ့တရားလားမနှစ်သက်အပ်တဲ့တရားလားအဲဒီခန္ဓာကဆွဲကြပြရှိတယ်
ဘောပေါက်နော်အပေါက်တာလေးဇာရဆက်မေးရကြည့်ဘုန်းတော်ကြည့်လာတော်မူတော်မြတ်စွာဘုရားတဲ့ဒီလိုရှိတဲ့ခန္ဓာဟာသေမင်းမဲလို့တော့ဘုရားကြီးတော့သိပါပြီဒါဖြင့်အဲ့ဒီသေမင်းလက်ကလွတ်အောင်ဘုရားကြီးတော့ဘယ်လိုလုပ်အောင်လဲတန်ကြည့်ဒီမေးဖို့လေးတန်ဖို့ရှိလားမရှိဘူးလားရှိပါပါဘုရားခင်ဗျားတို့ပြုလို့ဆိုရင်တော့သေမင်းမဲခင်ဗျားတို့ဝါလာလာပါလိမ့်တာတော့သေဘာမောနာဘုရားပင်လာတော့သေဘာမောနာဘုရားဆိုအေးအဲ့ဒါသေဘာမောနာမှထားပြဘာသစ္စာဒုက္ခသစ္စာပြီးတဲ့ညာကမေဃသစ္စာဆိုသာလို့ပြန်လာဟင်တော့ပါလားသေမင်းလက်ကလွတ်အောင်လို့ဗျာအကြံဉာဏ်လေးရဘောဘူးအဲ့ဒါဘယ်လိုဖုံးထားလဲဒီလားတမယသခွင်လုံးလေအမှန်တရားကိုမသိအောင်ဖုံးလွှမ်းလာတာဝိသိအဲ့ဒီထဲမှာခင်ဗျားတို့တို့ကဘယ်တော့မှမဲလာကြတယ်ဆိုတော့ဒီမိုင်မဲပုံလေးအဆင့်ကြီးမရှိတာထက်ပါထက်မသိတာထက်ဒီတစ်ခက်ရှိမသိချင်တာထက်ဘာဖြစ်လဲဒါလေးစဉ်းစားတော့ဝိဇ္ဇာသူ့ပြောတော့မယ်ဆိုတော့အဝိဇ္ဇာကိုနိုင်တာဘာကနိုင်လို့ဝိဇ္ဇာဉာဏ်ကမနိုင်ဝိဇ္ဇာကိုဘာမှနိုင်လို့ဉာဏ်မရှိနိုင်မလားမသိချင်ဘူးတို့ကလည်းနိုင်ပါဦးမလားသံဃာတစ်ခွင်လုံးနှိမ့်ဆက်ထားတာမရှိတာထက်မသိခြင်းလုံးမိုးထားတဲ့အတွက်ခင်ဗျားတို့ကျွတ်တို့မှာမှားပြီးရဲ့အဲ့တော့အဲ့ဒီမသိတာထက်ကိုသိခြင်းစိတ်ကလေးပေါ်အောင်ခုလုပ်ပေးနေရတယ်ဘုရားကြီးဟောကြတယ်ပြောကြတယ်သုံးမှကြတယ်ဆိုတော့ခင်ဗျားတို့သိခြင်းစိတ်ကလေးကိုတိုက်တွန်းရတာအခုတရားအားထုတ်နေတာကဘာလို့လဲသိအောင်လုပ်နေတာဒါလေးကိုယ်အောင်လုပ်တရားထုတ်တာကတရားနာနေတယ်ဆိုတာကသိခြင်းစိတ်ကလေးပေါ်အောင်လုပ်ရဟုတ်နော်ကောင်းပြီအဲ့ဒီမသိကျင်တာဆက်ဆက်တာရှိသေးတယ်ပါလေဘယ်ဟာဘုရားသိကျင်အောင်ဆောင်တာကမသိကျင်တာဆက်သိကျင်အောင်ဆောင်တာဘုရားအဲ့တော့သိကျင်အောင်များတော့ဖြင့်ဆောင်လိုက်ပါလေမိတ်ဆွေမှသိရမှာပေါ့ဉာဏ်သူကိုအဲဒီခင်ဗျားတို့မိတ်ဆွေသူတို့ညာဝိဇ္ဇာပါဗျာမိတ်ဆွေသူတို့သေချာတရားမသိမှသူတို့ကနောက်ကနေလက်သိထိုးပြီးတော့သံဃောပြီးတဲ့ဆရာကြီးပုံမေးထားတဲ့ဘေးကုန်းမဲ့အဖြေထိုးပြီးရဖြစ်ပေါ်ဒီလိုမပိတ်ခင်ဗျားတို့ကဘုရားစာလည်းပြောတယ်အသေးမဟုတ်ဘူးလုံးကြအောင်လေအားကိုးမှာပါတော့ဒါပေမဲ့မိတ်ဆွေရပါတော့ရန်သူကမသိတာကမသိတာကိုသိအောင်လုပ်ရမယ်အမှားသိလားအမှန်သိလားအမှန်သိပြောတော့ရှင်းပြီနော်ကောင်းပြီအဲ့တော့မှသေမင်းလက်ကလွတ်အောင်ဘယ်လိုလုပ်အောင်လဲဆိုတော့ယာရရာတဲ့မင်းဟာကအဲ့ဒီခန္ဓာ၅ပါးသေမင်းဆိုရင်အဲ့ဒီ၅ပါးကိုသေမင်းပဲလို့နှလုံးသွင်းဘာပဲလို့နှလုံးသွင်းအဲ့တော့မာရကိုနှလုံးသွင်းလို့ဆိုတော့ဦးဇင်းတို့ကဒီမှာနှလုံးသွင်းနည်းလေးကြည့်ကြအောင်ဆိုအဲ့တော့သူတို့ကနှလုံးသွင်းတာအောင်ပြောပြီးဝါလာတာမဖြစ်တာလို့သိသွားလားသာမာတော့နော်အကျေရှိတာလို့အရင်ပြောနောက်တော့နှလုံးသွင်းလွယ်တာကိုကြိုက်ထားဟုတ်ပြီနော်စာရေးရှိတဲ့အကျေကိုလည်းပြောပြပြီးရင်ပေါက်တယ်ကိုယ်နှလုံးသွင်းတဲ့တာကိုဘာလို့ထားမလဲထားမယ်ကဲကြည့်ကြလို့မာနဆိုတာသေမင်းလို့လည်းအသေးတယ်ရတယ်သေခြင်းတရားလို့လည်းအသေးတယ်ရတယ်မင်းဒီမှာရှိတဲ့ယုတ်တရားဟာတဲ့သေမင်းဆိုတဲ့ဟုတ်တယ်သေခြင်းတရားဆိုလည်းဟုတ်တယ်သေတာဆိုရင်လည်းသေတဲ့လူဆိုရင်လည်းဟုတ်ပြီနော်သေတတ်တဲ့တရားဆိုရင်လည်းဟုတ်တယ်သေတာဆိုရင်လည်းဟုတ်တယ်အနာဆိုလည်းဟုတ်တယ်ယောဂဆိုလည်းဟုတ်တယ်ဟုတ်ပြီနော်သေရဲဆိုရင်လည်းဟုတ်
ဒီလားဟင်ဒါဒုက္ခပဲဒုက္ခဖြစ်ကြောင်းပဲလို့နှလုံးသွင်းရောမရဘူးဒုက္ခဆိုရင်လည်းဟုတ်တယ်ဒုက္ခဖြစ်ကြောင်းဆိုရင်လည်းဟုတ်တယ်ဟုတ်လားဒါပေမဲ့ဒီယုံတရားရှိတာဆန္ဒကြောင့်လားဆင်းရဲကြောင့်လေသူရှိနေဆန္ဒလားဆင်းရဲလားအမေငါတော့ဓာကြီးနဲ့တွေ့တဲ့မွေလေးလေးလို့ပဲသူ့လိုလည်းတော့ငါတော့ဓာကြီးနဲ့တွေ့တယ်ဟင်သူ့ရှာပြီးတော့အကုန်သက်အောင်လားရှင်းပြီလားအပြေးသွားလားဒါတော့ဘုန်းကြီးတွေခေါ်တွေ့ကြလို့ခင်ဗျားတို့ဒီနေစားနိုင်တာဟင်ဘုရားရဲတော့မှရေကြီးဖတ်ပြီးပူရင်ပူနေသေးတာဒါကြီးအော်ကုလို့ရှင်မရှိဘူးနော်ဘုန်းကြီးတွေဘယ်လိုများလုပ်ကြလဲအရှင်းကိုပါဟင်မကျွေးနိုင်ရင်စီကန်းစားပြီးစီတောင်းမပါနိုင်နဲ့စားရင်ကျူပြီးတို့အတူစားကြတို့တို့ထိုက်မှာပူပြတို့ကတော့ဆင်းရဲမခံမဆင်းရဲတဲ့လူကိုပြောတာလေအမေကတော့ဘုန်းကြီးဝင်သက်တာလေလို့ပြောတာအခုတော့ပြောတော့ပါဘူးနော်အဲ့တော့ခန္ဓာကြီးရထားတဲ့အတွက်ခန္ဓာဝိတုခန္ဓာမပိဿပဲနေလို့မရပါဘူးအဲ့တော့ပိဿနေရတဲ့နေရာမှာအမှန်သိပြီးပိဿမှာနေရကြဟုတ်ပြီနော်ဘာသိပြီးပိဿလဲမဆတ်လို့တော့မရပါဘူးမဆတ်လို့မရတော့ဘုရားတော်ဆုံးခန္ဓာလေးရှင်းလေးပဲတော်ပါလားဘုရားရှိခိုးမယ်ကြီးတော်မနဲ့လင်းလာသဘိတ်တော်ပိုက်ပြီးပါလို့သုံးခါပြောတဲ့ဒုက္ခနာလေးပြုစုဖို့ဘောဗျာမပြုစုပါလိမ့်လို့ဒီကောမှာဒီကောတော့ဘုရားရှင်ကိုယ်တော်နဲ့ကြီးတို့ပြုစုလာကြတော့လောက်မပါဘူးလားဟုတ်ပါဘူးဗျာမသိခြင်းလို့လားဟုတ်ဘူးဒီခန္ဓာကိုယ်လေး6တီမိကိုရောင်လေးမိနိုင်ုံလေးထားပြီးတော့သူကတတ္တဝါလေးအတွက်အကျိုးရွတ်ဆောင်ဖို့စားတယ်။ဒါမှမဟုတ်ဒီဘက်သားတော်ကနေကြတော့ဘုရားသာသနာရှင်းတဲ့ပြရှင်းနိုင်ဖို့ဟောစားဖို့မြင်သူသေးလား။ဘယ်လိုကြောဘာကွန်ဆက်ဒီလိုကွန်ဆက်ဘာကွန်ဆက်လား။အားလုံးမသိတဲ့လူတွေကကွန်ဆက်တာ။မသိတဲ့လူတွေကသိတဲ့လူတွေကဘာအလုပ်လုပ်ဖို့လို့ဘာအလုပ်လုပ်ဖို့တော့သူ့ကွန်ဆက်တာလားအသုံးချမလို့လား။ဒီမသိနဲ့အိုးပြောလိုက်ဖို့ပြီးတော့ဟုတ်လို့မင်းကခိုင်းအောင်ပါဘောပါနော်ဒါနဲ့သူကကိုခိုင်းတော့ညာလားညာရင်ခင်ဗျားတို့လည်းဘယ်နဲ့တားခိုင်ရဒီမှလေးတင်းနေမတင်းနေတင်းအဲ့တော့ရှင်ရတော့မဲနေပြီကြနှလုံးသွင်းရမှာပေမင်းပဲလို့နှလုံးသွင်းပေရတဲ့တရားပဲလို့သိခြင်းတရားပါလေဆိုဒီယုတ်တရားဟုတ်ပြီနော်ပေလာပါလေဆိုတော့ဒီယုတ်ပဲပေလာတဲ့ဒီယုတ်ပဲသိရတာလေရှင်းလားအဲ့ဒါကြောင့်မို့ဦးဇင်းကဖောက်ပြန်မှုလေးတွေ့တိုင်းဗာဖြစ်တာတော့ပေပန်းပွင့်တာဖောက်ပြန်မှုလေးတွေ့တိုင်းပေပန်းပွင့်လာတာဒီကိုဒီပေပန်းပွင့်လာတာဒီကိုဒီပြီလို့ဒီလိုသာခင်ဗျားတို့နှလုံးသွင်းနေရင်တနေ့မြင်မှုဘယ်လောက်ဖြစ်ကြားမှုပေါ့အဲ့တော့ဖြစ်တော့တိုင်းဟာလေဘာဖြစ်တာဒီဘန်းကွယ်မှမသိတော့ဒီမှာကျတာဝေဒနာဖြစ်တရားသနာဖြစ်တရားဥပါဒနာဖြစ်တရားဒါကြောင့်ဝိတရားမတော့ဆိုကမ္ဘာမောဖြစ်တရားဒါကြည့်ဆိုဒီလိုရအောင်မပြီးဘူးနောက်တရားရိုက်တာဟမ်အဲ့တော့အခုဒီခန္ဓာကြွေးကြီးရောကြည်လားဆိုတော့မကြည်သေးခင်နောက်ကြွေးရတယ်ဒီနေတော့အဟောင်းပေးလိုက်ဒီလိုကြွေးကြည်ရမှာအဟောင်းပေးလိုက်ဒါပေမဲ့တန်ရာတစ်ခွင်လုံးလုပ်လာတာခင်ဗျားတို့ကြွေးကြည်တယ်လားကြွေးမကြည်တယ်လားဒါတရားရှိဒီပြောလို့မဆိုခောက်ပြန်မှုပေါ်တိုင်းတရားလေးတွေခန္ဓာမှာပေါ်လာတဲ့တရားအားလုံးဟာဘာပဲလို့သိပန်းပွင့်ဘာဖြစ်လဲသိရတဲ့တရားသိမဲ့တရားယောဂဆိုတော့ဒီခန္ဓာဖြစ်တာဆရာဝန်သားသွားပြနာမည်တက်တာတော့သူကဆရာတတ်မှာပေါ့အဲ့ဒီနာမည်ပဲနေရလာတာရှင်းလားနာမည်ပဲနေရလာတော့ခန္ဓာလေးရလာတယ်ဆိုတော့ဒီယောဂလည်းပဲထဲမှာဒီခန္
သေဘာပွင့်တာသေခြင်းတရားသေမင်းပဲသေတဲ့တရားပဲလို့နှလုံးသွင်းသွားတယ်ရရှိကိုယ်တော်မြတ်ကြီးကဘုရားပြောတယ်အဲ့ဒီလိုနှလုံးသွင်းခိုင်းတာဘယ်တော့နှလုံးသွင်းခိုင်းတာတရားတော်လို့ဘယ်လိုအောင်လို့မေးတယ်တော့မေးတာကကိုယ်အရှင်ဘုရားသေမင်းဟာခန္ဓာလို့ဆိုရင်တပည့်တော်တို့အပေလွတ်အောင်ဘယ်လိုလုပ်အောင်မလဲလို့မမေးဘူးလားမေးပါဘူးဒါတော့သစ္စာကပေါ်လို့ရဘာလို့နှလုံးသွင်းလဲသေမင်းပဲဟုတ်လားသိပန်းပွင့်လာပြီသိပန်းပွင့်လာပြီနှလုံးသွင်းမရဘူးလားနှလုံးသွင်းကြည့်လိုက်ရင်ဒါဘယ်တော့ကြောင်းလဲအဲ့ဒီမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးထပ်ပေးတယ်ရာကရှင်ဘုရားအဲ့လိုသေရတဲ့တရားသေမင်းပဲသေခြင်းတရားပဲသေနေတာပဲသေပန်းပွင့်နေတာပဲလို့နှလုံးသွင်းရင်ပါများကျေးဇူးများတယ်ဟာရာကသေခြင်းတရားသေမင်းပဲလို့နှလုံးသွင်းနေတော့ကွာတဲ့ညီးငွေလာတာဘောကွာဘာဖြစ်တာလဲညီးငွေလာဒီခန္ဓာကြီးကသေရတဲ့တရားပဲသေမင်းပဲလို့အဖန်ဖန်နှလုံးသွင်းနေရင်သူ့ပေါ်တာရအောင်ဒီဘဝဒီလိုသိလို့မတာရလားမသိလို့တာရလားမသိတာကတာရလေးကသိခါကဟုတ်ပြီနော်နောက်ကကိုယ့်ကိုယ်ကိုဖြေနေတာကသွေးလန်းတာကအားထုတ်တာကအားထုတ်ပြီးတော့ဒီအပေမဆုံးရင်နောက်သေးစီရရကြီးကသိအခုသေမင်းပဲသေမင်းပဲလို့နှလုံးသွင်းတော့ဒီခန္ဓာပေါ်တွေ့တာတဲ့တဏှာလာအောင်ဟာတဏှာမှမလာတော့ဘူးဆိုနောက်ခန္ဓာရပြဘယ်အောင်ဆိုဒီပေပြီးရင်နောက်သေးမဆက်တော့ဒီပေကတော့ဒီပေလို့သင်သေးလို့တော့ဘယ်အောင်ဒီပေကတော့ဘုရားတော်မှလို့တော့လက်ထပ်ပြီးသားဖြစ်တယ်ကြုံပြီးကြုံပြီးကုန်ပြီပြေလို့ပြေလို့ရသေးလားမရတော့ဒီတော့ဒီတော့ဘုတော့ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကကိုယ့်ကိုယ်ကိုရှိရင်နောက်တည်တော့အောင်လုပ်ဗါလေဒါနဲ့ခုတည်ကြောက်မလားနောက်တည်ကြောက်ဘုရားကခုတည်မှာတော့ကြောက်တယ်နောက်တည်မှာတော့ကြောက်ဘူးနောက်ဘာမှသိရမှာတော့မကြောက်ဘူးဒါလို့သူ့လေးကြောက်လိုက်လူချမ်းသာနတ်ချမ်းသာဆိုလူချမ်းသာအချင်းချင်းဆိုရင်လူတွေချင်းချင်းပေးတယ်နတ်ချမ်းသာအချင်းချင်းဆိုရင်ယသူတွေတရားတော့နတ်တွေတရားတော့အာမမတော်ရင်တော့အသေးလွတ်ကြလို့တော့မယ်ဆိုတော့သေမင်းကိုသေမင်းပဲလို့နှလုံးသွင်းသေမင်းကိုသေမင်းပဲလို့နှလုံးသွင်းဒီပေါ်မှာတာယာမလားညီးကိုအရှင်ပြညီးငွေတာတော့ဗာကျေးဇူးများသလုံးပြဆိုတော့အာညီးငွေတော့လွတ်မြောက်တာလေညီးငွေတော့ဗာလို့လွတ်မြောက်လာတယ်ဆိုတာဒီလိုညီးငွေတော့သွေးလန်းခြင်းကင်းညီးငွေတော့ဗာလို့သိကြတယ်လို့သိကြတယ်လို့ညီးငွေတော့ဗာဖြစ်လာတယ်ဒီကခန္ဓာပေါ်မှာသွေးလန်းခြင်းလက်သက်ခြင်းကင်းလာအဲ့တော့သွေးလန်းခြင်းလက်သက်ခြင်းကင်းတော့ဗာကျေးဇူးများသလုံးဆိုတော့လွတ်မြောက်သွားတာပေါ့ကွာဘာဖြစ်ပါလဲဘုခန္ဓာကိုမတွေ့တာတော့ဘူးဆိုပါလေဘုခန္ဓာကိုမှမတွေ့ကြရင်ကိုသားသမီးပစ္စည်းဥစ္စာဒီနာမေးအခုတွေ့တာမှုတွေစော့မရဘူးဆိုတာဘာတွေ့ကြတယ်လို့တွေ့တာလားတွေ့တာလားရန်သူလားမိတ်ဆွေအခုရန်သူကိုရန်သူမှသိသွားဝိဇ္ဇာဉာဏ်လေးဝင်လာတော့ရန်သူဟာရန်သူပဲပေမဲမဲလို့နှလုံးသွင်းလာရင်ညီးငွေပဲညီးငွေရင်သွဲလန်းခြင်းကင်းမယ်သွဲလန်းခြင်းကင်းရင်လုံးမြောက်အရှင်ပြလုံးမြောက်လာတယ်ဆိုကိလေသာနှောင်ကျိုးကလုံးမြောက်တော့ဘယ်တော့လွတ်လွတ်လပ်လပ်ပေါ့ဘာလို့ဒီလိုလွတ်လွတ်လပ်လပ်ပေါ့တရားအထုတ်တော့လေလွတ်လပ်နေတယ်ဘာမှနှောင်ဖွဲ့ခြင်းမရှိပါဘူးဒါဖြင့်လုံးမြောက်တော့ဘာကျေးဇူးများသလားဘာလုံးမြောက်တော့ချုပ်လေးကနိဗ္ဗာန်ရတာပေါ့လုံးရောက်မှမရပါဘူးနိဗ္ဗာန်ရောက်လို့ဇာကသက်ပြီးရှင်ပြနိဗ္ဗာန်ရောက်တော့ဘာကျေးဇူးများလို့ဆိုတာယာဒမေဘောကုန်နေပြီနိဗ္ဗာန်ရောက်ပြီးဘာလို့ဆက်ပြီးလဲပြီးတော့ဘိုးရောက်တော့ဘာလို့သွားတာအပေလို့ဘာဖြစ်သွားလဲအခုလို့နေရတယ်ဆိုတာအပေမလွတ်သေးလို့လုပ်နေရတာရှင်းမလားတရားအားထုတ်နေရတာဟောသားရသမီးလုပ်နေကြတဲ့လူတွေရောသားရသမီးရဲ့စီးပွားရေးလူမှုရေးနဲ့
ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်တွေကအပေလွတ်ကြောင်းလုပ်နေတာကပေကြောင်းလုပ်နေဟောအပေမလုပ်သေးဘဲနဲ့ဘာကြောင်းလုပ်လဲအခုခင်ဗျားတို့ဘယ်အားလုပ်နေတဲ့လူတွေကဟာဒါလည်းဘယ်လုပ်ရတာဟုတ်ရှိတယ်အပေလွတ်ကြောင်းကလည်းဘာဥမာအပေမူရဲ့ညာဥမာဘာလုပ်မှာလဲဒါကရဟန်းကြီးဟောတဲ့တော့ပါဘုရားတို့တော်ကောင်းတို့အတွက်ယေရှုများမများဒီခန္ဓာပါကြီးတို့သိသိနဲ့တွေ့ကြရလားဆုတ်လို့ဆရာခုံဝင်ဆရာလားဂျုံမိုးဆရာဒါဖြင့်ခန္ဓာကြီးကိုမလိုခြင်းအောင်ညီးငွေအောင်ပြုရခန္ဓာကိုပါလေတို့ကညီးငွေနေရာမှာသူ့တရားကြည့်ရုံပဲလားဒါဖြင့်ယုတ်တရားကြီးကလည်းပါလို့သိမင်းပဲယုတ်တရားကလည်းနာတရားကလည်းဖောက်ပြန်လာတိုင်းဘာမှမဝင်တာတော့ဟဲ့အပေဘာပွက်လာပြီသေဘာပွက်လာပြီဒီပေါ်သားရအောင်ဟုတ်မလားအဲ့တော့ခန္ဓာသိမင်းဘာသစ္စာဒီခန္ဓာကြီးကလည်းမဖောက်ပြန်မပြည့်စည်တဲ့ချိန်ရှိလားဘယ်ချိန်ကြည့်ဖြစ်ပြီးတော့အဲ့တော့ဖြစ်ပြီးပြည့်နေတာဟာဒါသေပံသေမင်းပဲသေခြင်းတရားပဲလို့ကအဖန်ဖန်နှလုံးသွင်းနေရင်ညီးငွေလာတယ်ညီးငွေရင်ဆွဲလန်းခြင်းကင်းဆွဲလန်းခြင်းကင်းရင်လုံးမြောက်ရင်ဘယ်ရောက်ဒါဖြင့်အပေလွတ်ရလွတ်တယ်မလွတ်တယ်လွတ်ရတော့ဘုခန္ဓာကြီးဘုခန္ဓာကိုကြည့်တော့ခန္ဓာ၅ပါးကဘယ်ချိန်ကြည့်ဖြစ်ပြီးတော့ဟောသေဘန်းပွင့်နေတာသေဘန်းပွင့်နေတာချမ်းသာလားဆင်းရဲသေဘန်းပွင့်တာဘာသစ္စာသိတဲ့ဉာဏ်ကအဝိဇ္ဇာဉာဏ်လေးနဲ့ဥသိလိုက်ရောဒီခန္ဓာပေါ်မှာတွေ့တာจิตတမရှင်းနေလားဟုတ်လားဘလားရင်သေသွားတာလားဘုရားသစ္စာသိပြီဆိုတော့သေလို့မလို့အပေလွတ်တဲ့နေရာနိဗ္ဗာန်ဆိုတော့သစ္စာဘာနဲ့ချက်ကားဒီကဲသစ္စာ၄ချက်တကယ်နဲ့ကြိုက်မှသာလျှင်သေခြင်းကလွတ်မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာဖြစ်တဲ့အတွက်သေခြင်းတရားကကျင်းလို့ရအောင်မမေ့မလေးရောမပေါ့ဆပဲကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ဒီညနားကြအောင်လို့